အားကစားသမားတွေတို့တာမှာကအစီချခြင်းတဲ့သူတွေမိမိရဲ့ပြေးအားကိုပို့ပြီးတော့တိုးတက်ခြင်းတဲ့သူတွေတက်လုံတိုးတက်ခြင်းတဲ့သူတွေအတွက်ဒီ sprint challenge လေးကိုလုပ်ကြည့်ဖို့အတွက်တိုက်တွန်းချင်ပါတယ်လေ့ကျင့်မှုပုံစံက15စက္ကန့်ပြေးမယ်45စက္ကန့်နားမယ်ခဏလေးနားမယ်အဲ့ဒီလိုနဲ့ကျွန်တော်တို့10ချိန်ကနေ15ချိန်ထိလေ့ကျင့်ပေးလို့ရပါတယ်အဲ့ဒီနောက်မှာတော့မိမိရဲ့လေ့ကျင့်မှုပုံမှာတိုးတက်လာတဲ့အမျှ5စက္ကန့်ထိတိုးသွားပြီးတော့နောက်ဆုံး30စက္ကန့်ပြေးမယ်30စက္ကန့်နားမယ်ဒီ level အထိကိုသွားလို့ရပါတယ်ကျွန်တော်ပြေးတဲ့နေရာမှာတော့ sprint ဖြစ်တဲ့အတွက်ကိုယာနှုံးပြည့်ခွန်အားကိုစိုက်ထုတ်ပြီးတော့ပြေးပေးရမှာဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းကိုပြုလုပ်ပေးခြင်းအပြင်ကျွန်တော်တို့မိမိရဲ့ speed ပို့ပြီးတော့တိုးတက်လာမယ်ကျွန်တော် stamina တွေပို့ပြီးကောင်းလာမယ် coordination တွေပိုကောင်းလာမယ်ကျွန်တော် fellow သမားတွေအတွက်လည်းအစီချဖို့အတွက်ကိုများစွာအထောက်အကူပြုနေမှာဖြစ်ပါတယ်ဒါပေမဲ့တခုသတိထားရမှာကဒီလေ့ကျင့်ခန်းကပြင်းအားအပြင်းဆုံးဖြစ်တဲ့အတွက်ကိုအဲ့ဒီတိုင်ကမှာကျွန်တော်တို့ one mat တွေ mobility တွေ elevation တွေတေချာလေးလုပ်ထားဖို့လိုအပ်ပါတယ်မဟုတ်လို့ရှိရင်ကျွန်တော် injury ရနိုင်ခြေအများများပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲမင်္ဂလာ Mario Fitness page ကနေကြိုဆိုပါတယ်ကျွန်တော်ပုံမှန်sharing တွေလုပ်ပေးနေကြပါတော့ကျွန်တော် Mario Fitness account ကကျွန်တော်လုံးဝဝင်လို့မရတော့ဘူးဖြစ်တဲ့အတွက်ကိုကျွန်တော်ဒီ fitness နဲ့ပတ်သက်တဲ့ knowledge sharing တွေ fitness နဲ့ပတ်သက်တဲ့ sharing တွေဒါတွေကိုကျွန်တော်ဒီကောက်မှာပဲပူးတွဲဖော်ပြပြီးမှဖြစ်လို့အားလုံးပဲစောင့်ကြည့်ပေးဖို့ဖိတ်ခေါ်ပါတယ် follow လုပ်ထားဖို့လည်းကျွန်တော်တိုက်တွန်းချင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ